အားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ပြပေးမယ့်အကြောင်းအရာလေးကတော့ IT လောကမှာတကယ့်ကို game changer လို့ပြောလို့ရတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ virtualization ပါပဲ virtualization ဆိုတာတကယ်တမ်းဘာကိုဆိုလိုတာလဲပြီးတော့ဘာကြောင့်အခုခေတ်မှာဒီလောက်တောင်အရေးပါနေရတယ်လဲဆိုတာတွေကိုရင်းမြစ်အချက်အလက်တွေအပေါ်အခြေခံပြီးစိတ်ဝင်စားစရာကောင်းအောင်လေ့လာကြည့်ကြပါမယ် ဒီလိုလေးစဉ်းစားကြည့်ဘူးလားကွန်ပျူတာတစ်လုံးထဲမှာ Windows ရော Mac ရော Linux ရောတပြိုင်နက်တည်းထုံးလို့ရနိုင်ပါလားဆိုတာအရင်ကဆိုရင်ဘယ်လိုဖြစ်နိုင်ပါလဲလို့ထင်စရာရှိပေမဲ့အခုတော့အဲ့ဒီမော်ဆန်တဲ့စွမ်းဆောင်ရည်ကို virtualization နည်းပညာကအကောင့်ထဲပေါ်ကြည့်နိုင်သွားပါပြီစက်တစ်လုံးထဲမှာပဲကိုလိုလာတဲ့စနစ်တွေအကုန်လုံးကိုတိုက်တိုက်ဝန်းဝန်းနဲ့သုံးနိုင်တာဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့ຢာတစ်ခုပါပဲဒီအကြောင်းအရာကိုတေချာနားလည်သွားအောင်ကျွန်တော်တို့အပိုင်းလေးပိုင်းခွဲပြီးသွားကြပါမယ်နံပါတ်1 virtualization ဆိုတာဘာလဲ2 hypervisor မျိုးစားများ3 virtual machine အကြောင်းနဲ့4သူ့ရဲ့လက်တွေ့အကျိုးကျေးဇူးများဆိုပြီးအစဉ်စဉ်လေ့လာသွားပါမယ်ကဲပထမဆုံးပိုင်းဆက်အနေနဲ့ virtualization ရဲ့အဓိကသဘောတရားကိုစပြီးကြည့်လိုက်အောင် virtualization ဆိုတာရိုးရိုးရှင်းရှင်းပြောရရင်ဗျာကွန်ပျူတာတစ်လုံးတည်းအထဲမှာပဲတခြားကွန်ပျူတာလေးတွေအများကြီးအလုပ်လုပ်နေသလိုမျိုးပုံရိပ်အောင်စစ်တင်တစ်ခုဖန်တီးလိုက်တာပါပဲမျက်နှာအောင်ဥမာပေးရရင်ခြံကျကြီးတစ်ခုထဲမှာတီးခြားစီနေလို့ရတဲ့တိုက်ခန်းလေးတွေအများကြီးခွဲထုတ်ပြီးစောက်လိုက်တယ်လို့မျိုးပေါ့ဆိုလိုတာကကိုတုံးချင်တဲ့ operating system တွေအတွက်စက်တွေတီးတန့်လိုက်ဝယ်စရာမလိုတော့ဘူး Windows Mac Linux အားလုံးကိုအိမ်ထဲမှာပဲတပြိုင်နက်တည်းအလုပ်လုပ်ခိုင်းလို့ရတော့ပြီပေါ့အရာအားလုံးကိုနေရာတစ်ခုထဲမှာစုစည်းထားနိုင်တာတော်တော်လေးမိုက်တယ်နော် Okay အပိုင်းနှစ်ကိုဆက်သွားရအောင်ဒီ virtualization စနစ်ကြီးကိုနောက်ွယ်ကနေအသက်သွင်းပေးနေတဲ့ hypervisor အကြောင်းမှာ hypervisor ဆိုတာတာမန် software လေးမဟုတ်ဘူးဗျာသူကကွန်ပျူတာရဲ့အသက်သွေးကြောကြီးထိတဲ့ CPU RAM နဲ့ storage တွေကိုတေချာထိန်းချုပ်ပြီးလိုအပ်တဲ့စနစ်တွေစီကိုညံရည်ပြေးဝစွာခွဲဝေပေးတဲ့ manager ကြီးလို့မြင်ကြည့်လိုက်ပါတိုက်ခန်းဥပမာနဲ့ပြန်ပြောရရင်ရေမီအရင်အမြင့်တွေကိုမျှတအောင်တေချာခွဲဝေပေးတဲ့အဆောင် manager တယောက်လို့အလုပ်လုပ်တာပေါ့ဒီ manager မှာအဓိက2မျိုးရှိပါတယ် type 1နဲ့ type 2ပါ type 1ကို bare metal လို့ခေါ်တယ်ဘာလို့လဲဆိုတော့သူက hardware ပေါ်ကိုတိုက်ရိုက်ကြီး install လုပ်ပြလိုက်တာအလဲမှာဘာ OS မှမခံထားဘူး type 2ကျတော့ hosted လို့ခေါ်တယ်သူကတော့ကျွန်တော်နေ့စဉ်သုံးနေတဲ့ Windows တို့ Linux တို့ပေါ်မှာ Thermal application တစ်ခုလိုမျိုးသွားပြီး install လုပ်ရတာဥပမာအများသုံးနေကြတဲ့ VirtualBox တို့ VMware တို့ဆိုတာ early type 2တွေပေါ့ဗျာဆက်ပြီးအပိုင်း3ကိုကြည့်ကြမယ် manager ကြီးဖြစ်တဲ့ hypervisor ကနေဖန်တီးပေးလိုက်တဲ့ virtual machine လို့ခေါ်တဲ့ပုံရိပ်ရောင်ကွန်ပျူတာလေးတွေအကြောင်းပါ hypervisor ကမွေးထုတ်ပေးလိုက်တဲ့အရာလေးတွေကို virtual machine သို့မဟုတ်အတုခေါ် VM လို့ခေါ်ပါတယ်ဒီ VM လေးတွေဟာတကယ်ကွန်ပျူတာအစစ်တွေလို့ပဲအလုပ်လုပ်တာဗျာကိုပိုင် OS ရှိမယ် software တွေရှိမယ်တည်တံ့ storage တွေပါမယ်ဒါပေမဲ့တကယ် hardware အစစ်ကိုတိုက်ရိုက်တုံးတာမဟုတ်ပဲ hypervisor ကခွဲဝေပေးတဲ့အရာတွေကိုပဲလမ်းတုံးကြတာဖြစ်ပါတယ်ဒီနေရာမှာသူတို့ရဲ့အကြီးမားဆုံး super power ကိုပြောပြမယ်အဲ့ဒါကတော့လုံးဝကိုတီးခြားစီတည်ရှိနေခြင်းပါပဲဥပမာကိုတုံးနေတဲ့ VM တခုခုများ system crash ဖြစ်ပြီး down သွားခဲ့ရင်တောင်ဘေးကတခြား VM တွေကိုလုံးဝသွားမထိခိုက်ဘူးဘာမှမဖြစ်သလိုပုံမှန်အတိုင်းဆက်ပြီးလေပတ်နေမှာတကယ်ကိုစိတ်ချတယ်မဟုတ်လားကဲအခုဆိုရင်အပိုင်း4ကိုရောက်လာပါပြီဒီနည်းပညာကဘာကြောင့်ဒီလောက်တော့အရေးပါနေရလဲဆိုတဲ့အကျိုးကျေးဇူးတွေကိုလေ့လာကြည့်လိုက်အောင်အဓိကအဖြစ်ကြီးမားတဲ့အကျိုးကျေးဇူး၄ချက်ရှိပါတယ်ငွေကြေးတက်တာမယ်နေရာနဲ့ရက်စစ်မီချွေထားနိုင်မယ်စီမံခန့်ခွဲရလွယ်မယ်ပြီးတော့လုံခြုံစွာစမ်းသပ်နိုင်မယ်ဒီ၄ချက်ကပဲ virtualization ကိုမရှိမဖြစ်ဖြစ်လာစေတာပါပထမဆုံးအချက်တော့အားလုံးသဘောကျမယ်ငွေရေးကြေးကိစ္စပါပဲအရင်လိုစနစ်တစ်ခုအတွက်စက်တလုံးလိုက်ဝယ်နေစရာမလိုတော့ဘူးလေစက်တလုံးထဲမှာတင် VMD အများကြီးခွဲထုံးလိုက်အောင်ဆိုတော့စဉ်းစားကြည့်ပါ hardware တွေထပ်ဝယ်ရမယ်ကုန်ကြစည်ဒီဘယ်လောက်တောင်တက်တာတော့မလဲဆိုတာဒုတိယချက် hardware အခွင့်အရေးအများကြီးမလိုတော့တဲ့အတွက်ရုံခန်းထဲမှာနေရာတွေအများကြီးပေါ်ထွက်လာမယ်အဲ့ဒီပြင်စက်တွေနဲ့တော့လက်စမီ30မှုလဲတိတိတာတာရော့ချသွားမယ်မိတာခါတွေလဲတတ်တာတဘာဝပုံမှန်ကျင်အတွက်လဲကောင်းပေါ့ဗျာတတိယအချက်ကတော့စီမံခန့်ခွဲရတာအလွန်ကိုလွယ်ကူသွားတာပါ VM ဆိုတာတကယ်လို့ digital file လေးတွေပဲလေဒါကြောင့် copy ကူးမလား backup သိမ်းမလားပြဿနာတစ်ခုခုဖြစ်လို့ restore ပြန်လုပ်မလားရုပ်ပိုင်းဆိုင်ရာအစိပ်ပိုင်းလေးကိုတစ်ခုချင်းလိုက်ကင်တွဲရတာတဲ့အစာပေါင်းများစွာပိုမြန်ပြီးသက်သာပါတယ်နောက်ဆုံးအကျိုးကျေးဇူးကတော့တော်တော်လေးကိုအသွုံးဝင်ပါတယ်လုံခြုံစိတ်ချစွာစမ်းသပ်နိုင်တဲ့နေရာလေးတစ်ခုရသွားလာပါပဲဥပမာ virus ပါနိုင်တဲ့လို့တန်တရားရှိတဲ့ file တွေဒါမှမဟုတ် software အသစ်တွေကို VM ထဲမှာအနေကင်းကင်းစမ်းလို့ရတယ်တခုခုမှားရင်တွားရင်တောင်အဓိကကွန်ပျူတာကြီးကိုဘာမှမထိခိုက်ဘူးဖြစ်သွားတဲ့ VM လေးကိုဖျက်လိုက်ရုံပဲလေ
ဒီလိုအားသာချက်တွေကြောင့်ပဲ virtualization ဟာအခုခေတ် software development တို့ IT support တို့ပြီးတော့ခေတ်စားနေတဲ့ cloud computing လို့ level တွေမှာမရှိမဖြစ်ကြိုးရိုးတစ်ခုဖြစ်လာတာပါ။ဤပညာလောကရဲ့အနာဂတ်လုံးဝကိုအရေးပါတဲ့အုံးမြစ်တစ်ခုလို့ပြောရင်လည်းမမှားဘူးပေါ့ ကဲဒီနေ့ရှင်းပြပေးခဲ့တာဒီကိုအဆုံးသတ်ရရင်စဉ်းစားစရာမေးခွန်းလေးတစ်ခုချမ်းထားခဲ့ချင်ပါတယ်။အရာအလုံးကဒီလိုမျိုးပိုပြီးစွမ်းအားကောင်းတဲ့ virtual စနစ်တွေဖြစ်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာအနာဂတ်ကျရင်ရုပ်ပိုင်းဆိုင်ရာ hardware တွေဆိုတာတကယ်ပဲအရေးပါနေအောင်မလားဒါမှမဟုတ်လုံးဝပြတ်ကွယ်သွားနိုင်သလားစဉ်းစားစရာပဲနော်ဒီအကြောင်းလေးကိုစပ်ပြီးတွေးကြည့်ရင်လည်းပဲနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေမှာပြင်ဆင်ကြပါမယ်အဆုံးထိအတူတူလိုက်ပါလက်လာပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်